ဘာကြောင့်တရုတ်နဲ့ရုရှားကအီရန်တို့စစ်ဝေမတိုက်ကြတာလဲနှစ်ပေါင်းများစွာအီရန်ကသူ့မှာအားကြီးတဲ့မိတ်ဖက်တွေရှိတယ်လို့ယုံကြည်နေခဲ့ပါတယ်ရုရှားတရုတ်တို့ပါဒါပေမဲ့အမေရိကန်စစ်ရေး PR တွေတိုးလာတဲ့အခါမှာတော့လက်မခံချင်စရာအမှန်တရားတစ်ခုကိုသိလာရပါတယ်သူတို့ရဲ့မိတ်ဖက်တွေကသစ္စာရှိတဲ့မိတ်ဆွေတွေမဟုတ်ဘဲအကျိုးအမြတ်အပေါ်အခြေခံတဲ့မိတ်ဖက်တွေထင်နေတယ်ဆိုတာပါ2018ခုနှစ်မှာအမေရိကန်ကနျူကလ িয়ার သဘောတူညီချက်ကနေထွက်လိုက်ပြီးနောက်အီရန်အမြင့်ဆုံးကောင်းဆောင်အာလီခါမီနီက Look East ဆိုတဲ့မဟာဗျူဟာကိုတွန်းအားပေးခဲ့ပါတယ်အကြောင်းရင်းကရိုးရှင်းပါတယ်အနောက်နိုင်ငံတွေကကျွန်တော်တို့ကိုတီးကြထားရင်ကျွန်တော်တို့မော်စကိုနဲ့ပေကျင်းဘက်ကိုလှည့်မယ်ဆိုတဲ့သဘောပါအီရန်ကလည်းအဲ့ဒီလမ်းကိုတကယ်လိုက်ခဲ့ပါတယ် Gulf of Oman မှာပူးတွဲရေတပ်လက်ကျင့်မှုတွေမစ်ဆိုင်းနည်းပညာပူးပေါင်းမှုတွေတရုတ်ကိုရေနံရောင်းချမှုဆီးရီးယားမှာစစ်ရေးညှိနှိုင်းမှုစာရွက်တော်မှာကြီးရင်တော့မိတ်ဖက်ဆက်ဆံရေးကအားကောင်းနေတယ်လို့ပါပဲဒါပေမဲ့အမေရိကန်နဲ့တကယ်စစ်ဖြစ်လာတဲ့အခါမှာပန်ဖိုးမှုကအလွန်လျော့သွားပါတယ်ဒီအပတ်မှာရုရှားနဲ့အီရန်က Gulf of Oman မှာရေတပ်လက်ကျင့်မှုတစ်တစ်တစ်ခုပြုလုပ်ခဲ့ပါတယ်တရုတ်ကလည်းနောက်ပိုင်းမှာ Strait of Hormuz မှာလက်ကျင့်မှုတွေမှာပါဝင်ဖို့စီစဉ်ထားပါတယ်ဒါကို American စစ်တပ်နေရာချထားမှုနဲ့နှိုင်းယှဉ်ကြည့်ပါ Carrier Strike Groups, Long Range Bombers, Advanced Air Defense Systems အပတ်မနက်စွာဆက်တိုက်တိုက်ခိုက်နိုင်တဲ့စွမ်းရည် American အရာရှိလူပြောဆိုမှုအရ Washington မှာရှေ့လျားတဲ့လေကြောင်းစစ်စင်ရေးစော့တင်နိုင်တဲ့အခြေအနေရှိနေပါပြီ။ John လက Midnight ထဲမှာလို့တိုက်ခိုက်မှုတိုင်းမဟုတ်တော့ပါဘူး။တစ်ဖက်မှာတော့ရုရှားရဲ့ Helicopter Carrier ကလေ့ကျင့်မှုပြီးတာနဲ့ချက်ချင်းထွက်သွားခဲ့ပါတယ်။ဒါဆိုတရုတ်ဘာကြောင့်မဝင်ရောက်ကူညီတာလဲ။တရုတ်ကအီရန်ရဲ့အကြီးဆုံးရေနံဝယ်ဖြူဖြစ်ပါတယ်။ကမ္ဘာရေနံရဲ့ခန့်မှန်းကြီး20လောက်က Strait of Hormuz ရေလက်ကြားကနေဖြတ်ထမ်းပါတယ်။ဒါပေမဲ့ပေကျင်းအတွက်အဓိကဦးစားပေးကတည်ငြိမ်မှုဖြစ်ပြီးတိုက်ခိုက်မှုမဟုတ်ပါဘူး။အီရန်ဘက်ကနေအမေရိကန်ကိုပြိုင်တိုက်ဖို့ပွင့်ပွင့်လင်းလင်းရက်တီလိုက်ရင်ဝါရှင်တန်နဲ့ဆက်ဆံရေးပျက်စီးနိုင်တယ်။အရေးမှုတွေခံလန့်နိုင်တယ်။ Gulf နိုင်ငံတွေနဲ့စီးပွားရေးပူးပေါင်းမှုတွေထိခိုက်နိုင်တယ်။ကမ္ဘာရေနံစီးဆင်းမှုပြပြနိုင်တယ်။ဒါကြောင့်ပေကျင်းရဲ့မဟာဗျူဟာကရှင်းပါတယ်။ရေနံရရှိမှုကိုထိထားမယ်။တိုက်ရိုက်စစ်မထစ်အောင်ရှောင်မယ်။အီရန်အစိုးရပြောင်းသွားခဲ့ရင်လေပေကျင်းကအာဏာလွှမ်းမိုးမှုကိုရဖို့အခွင့်အရေးကိုစောင့်နေမယ်။အီရန်အစိုးရပြိုလဲသွားခဲ့ရင်လေတရုတ်ကစစ်ရေးနဲ့ကာကွယ်မှာမဟုတ်ဘူး။စွမ်းအင်လမ်းကြောင်းကိုသာကာကွယ်မယ်။ဒါဆိုရုရှားကဘလို့လဲ။ရုရှားကလည်းအီရန်ကနေအကျိုးကျေးဇူးတွေရထားပါတယ်။ drone နည်းပညာပူးပေါင်းမှုတွေ sanctions ကိုရှောင်ဖို့ကွန်ရက်တွေ data တွေညှိနှိုင်းမှုတွေဒါပေမဲ့ရုရှားကလည်းအလွန်သေးချတွက်ချက်နေပါတယ်သူတို့မလိုချင်တာတွေကဒေါ်နယ်ထရမ့်ကိုယူကရိန်းဘက်ပိုတင်းပါစေမယ့်အခြေအနေအမေရိကန်နဲ့တိုက်ရိုက်စစ်ဖြစ်နိုင်တဲ့အခြေအနေသူတို့ရဲ့စစ်တပ်စွမ်းရည်ကိုအလွန်အကျွဲဆန့်ချရမယ့်အခြေအနေရုရှားကောင်းဆောင်တွေကအီရန်အစိုးရဆက်ရှင်တန်းနေမှုယုံကြည်မျှော်လင့်နေကောင်းပေါင်နေပါတယ်ဒါပေမဲ့အမေရိကန်နဲ့စစ်ဝင်ကြီးအီရန်ကိုကယ်ဆက်မယ်ဆိုတာအထိမထည့်နိုင်ပါဘူးတကယ်တမ်းအီရန်မှာလည်းလက်ထဲမှာတက်ရောက်မှုအချို့ရှိနေသေးပါတယ်သူတို့က Strait of Hormuz ကိုပိတ်ဆို့နိုင်တယ်ဒေတာတွင်ရေနံအခြေခံအဆောက်အဦတွေကိုထိခိုက်စေနိုင်တယ် proxy အဖွဲ့တွေနဲ့ကနေ American စစ်တပ်အခြေစိုက်တွေမှာဖိအားပေးနိုင်တယ်ကမ္ဘာရေနံရဲ့ခံမှန်းချင်းည10လောက်က Hormuz ကနေဖြတ်ထန်းတာဖြစ်တဲ့အတွက်ဒါဟာတေရန်ရဲ့ deterrent တားဆီးနိုင်တဲ့လက်နက်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီနေရာမှာအလွန်တင်းမာလာခဲ့ရင်တရုတ်သူတို့အကြီးဆုံးဝဲဖြူကိုလည်းထိခိုက်သွားမှာပါဒါကြောင့်ပဲပေကျင်းကတင်းမာမှုမမြင့်အောင်ထိန်းထားကြတာပါအနောက်ကိုဆန့်ကျင်တဲ့တစုစည်းအာဏာအဖွဲ့ရှိလေဆိုတဲ့ဇလန်ကတကယ်တော့အနေငယ်အလွန်ပြောထားတာပါရုရှားနဲ့တရုတ်ကအီရန်နဲ့အကျိုးတူအချက်တွေရှိပါတယ်ဒါပေမဲ့အသက်ရှင်လက်မရင်းမဖြတ်တဲ့အဆင့်ထိတစ္ဆာရှိတဲ့မိတ်ဖက်တွေမဟုတ်ပါဘူးအမေရိကန်ကအီရန်ကိုတိုက်ခိုက်ခဲ့ရင်ပေကျင်းကင်ရုရှားကသူတို့ကိုယ်တိုင်အကျိုးစီးပွားသူတို့ရဲ့စီးပွားရေးသူတို့ရဲ့စစ်ပွဲတွေကိုပဲအရင်တွက်ချက်မှာပါအီရန်အတွက်တော့အတိတ်ဘက်ကရှင်းပါတယ်ကမ္ဘာအင်္ဂါအကြီးဆုံးစစ်တပ်နဲ့ရင်ဆိုင်ရမယ့်အချိန်မှာအီရန်ကအများအားဖြင့်တယောက်တည်းဖြစ်နိုင်ပါတယ်